မောင်မီးများတွေ့ရတာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အဲ့ကောင်မလေးသူကဘသူလဲဟဲ့သူပေးတဲ့မပေါ်ပေါ်တွင်နဲ့ပြေစကားပြောဖို့မတော်တော်တွေပဲဟဲ့ဒါကြောင့်ငါရှော့ရှော့နေတဲ့ရွေလက်ရှော့စင်ပေါ်ပေါ်တွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေ့လိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူကတူပဲလိုက်ပြီသူနဲ့လူပဲကြိုက်ပြီသူကလည်းဘာလို့ကိုလည်းပြီးတော့မကြိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်လီကြမ်းဆက်ငမ်းဆက်ဆိုတာလူလည်းမငိုင်းတော့ထားတယ်ဥပါငါတို့ကိုတွေ့ရဆိုလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့ကိုလူပြိုနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုကြောင်သားကရှိုးနေတဲ့မှောင်ခိုတွေများမင်းတို့ကတကားကောင်းနိုင်တော့နေပါလေခိုင်လုံးမဆောင်လေကိုတော့ချွေရစေမြင်းတွေကိုရှောက်မတန်းနဲ့ရဟက်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တောက်ဖက်နဲ့အလောက်မလန်းနဲ့ငါပြောမယ်အလောက်မလန်းနဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ရင်တော့ဖမ်းပေးပါမယ်မောက်လန်းနဲ့ဩကာတာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်ကယောဂရဖက်ရမှာရှင်ကိုဥကိုချသူ့ကိုချသူ့ကိုမခုမလို့ရပါသူ့ကိုမခုလို့ပြုလေတဲ့ကသူနဲ့ပေါင်းဖို့ခုဝေမြဒီပုံပွဲမှာစု